Uga sake ko ko blo ko yu saya mle po tumare ko po ka la adika ba le so ro ko ba lo chin na le ko adika upama lo chin de ya ko be adika target ထားတယ်if you focus on what you don't want မင်းမလိုချင်တဲ့အရာကို focus မထားမင်းလိုချင်တဲ့အရာကိုပဲ focus ထားမယ်ဆိုရင် there a question ကောင်းတဲ့အခွင့်အလမ်းတွေရလာမယ် you might get အဲ့ဒါကိုမင်းရမယ် focus on what you do well instead မင်းလိုချင်တဲ့ဥစ္စာကိုဂရုမစိုက်ဖက်နဲ့မင်းမလိုချင်တဲ့ဟာကိုဂရုစိုက်နေမယ်ဆိုရင်မင်းမလိုချင်တာကိုပဲရလာလိမ့်မယ်တဲ့အဲ့တော့ကျတော့လိုချင်တာကိုပဲအာရုံတက်တဲ့ site အဲ့တော့ဘာလဲဆိုကိုအေးချမ်းအောင်လုပ်ပါတဘာဝတရားနဲ့များများထိတွေ့ပေးပါအခါတလေကြရင်လည်းအဲ့လိုမျိုးပေါ့ကိုယ့်ရဲ့ဘေးနားမှာကိုကိုဘလိမ့်နေတဲ့လူတွေကိုပြောထားတဲ့လူတွေကတဲ့တခါတရံမှာ follow by a break သူတို့ကပဲကိုယ့်ရဲ့ဟို customer တွေဖြစ်လာမှာเนาะတဲ့ကိုမိပါတွေကကိုယ့်ရဲ့ customer တွေဖြစ်သွားမှာမျိုး remind ကလေးအဲ့ဒါကိုသတိပေးပါပြောချင်တာသူတို့လက်ခံလုပ်ပါတခါတလေကြရင်ဒီလိုရှိတယ်လေကျမဆိုရင်ဟောပေါ်စားကြည့်ခြင်းနဲ့အဲ့ဒါကြအင်္ဂလက်ခံအောင်ဆိုဘာလဲဆိုသူတို့ကိုနှစ်ခါသုံးခါလောက်ခေါ်သွားလိုက်တယ်အဲ့တော့じゃဘာလဲဆိုသူဟောပေါ်စားတဲ့အချိန်ကျဒီလောက်ကြာတာပါအော်ဆိုသူတို့လက်ခံသွားတယ်လေအဲ့တော့ကျတော့နောက်ခါလေးကြရင်လည်းလွတ်ပြီအဲ့လိုဘာလဲဆိုကိုကဲကောင်းတဲ့အရာတွေလိုချင်တာလားကောင်းတဲ့ပါဝါတွေလိုချင်တာလားအဲ့လက်အားတွေလိုချင်တယ်ဆိုလို့ရှိရင်နဲ့ကိုရဲ့ပါဝါတိုင်းမဲ့ကိုပြောကိုယုံကြည်ချက်ရှိဒီလိုလုပ်လို့ဒီလိုဖြစ်တယ်ဆိုပြီးဘယ်သူဘလို့ထင်မှလဲအဲ့ဒါကြီးတော့ကြောက်နေနဲ့တဲ့အဲ့လိုပြီးရင် intention မင်းကတဝမ်းမယ်တဲ့what is the only resolution မင်းမအဲ့ဒီပြဿနာရှိပြီးသားတဲ့ make sure to love yourself more မင်းကိုမင်းပို့ချစ်ပြီးတော့မင်းကိုမင်းကယူဆိုင်မယ်ဆိုလို့ရှိရင်မင်းကိုမင်းပို့ချစ်ပြီးတော့မင်းကိုမင်းပို့ပြီးတော့ဂယူဆိုင်မယ်ဆိုလို့ရှိရင်မင်းဟာတဝမ်းဆိုတာမင်းကိုမင်းလည်းသိတယ်အဲ့လိုပဲကိုယ့်ရဲ့ဘေးနာလူကလည်းမင်းဟာတဝမ်းမယ်တဲ့အဲ့တော့ကျတော့ကိုလိုချင်တာတွေရောအတိအနှံစားချင်တာလားဘာလဲ healthy lifestyle healthy food စားချင်တာလားဒါမှမဟုတ် skin care ကောင်းကောင်းလေးလိမ့်ချင်တာလားဒါကိုလိုချင်တာတွေကိုရလာလိမ့်မယ်ဟုတ်ကဲ့ you are attention မင်းလိုချင်တာကမင်းတဲ့တယ်သွားမယ်ဆိုရင်မင်းတင်ယူချင်တာတွေကိုပဲကောင်းကောင်းတင်ယူပြီးဂျန်တဲ့လူတွေကိုပြောပြချင်တယ်ဆိုရင်အဲ့ဒါကိုပဲတည်တည်ချာချာ practice များများဖြစ်အောင်လုပ်ပြောရွှွှွနဲ့လုပ်အဲ့ဒါပဲမင်းအတွက်တကယ်ကောင်းလာလိမ့်မယ်Do you need more time to yourself တဲ့မင်းကိုမင်းနဲ့အချိန်ပေးဖို့လိုအပ်နေပါတယ်တဲ့ every friend thank you too much တဲ့အတွေးတွေမများပါနဲ့တဲ့ဟိုပြောရင်မကောင်းတဲ့အတွေးတွေမများနဲ့လို့ပြောချင်တာနော် a guy uncle with a friend နဲ့မင်း